ဒါလာချင်းနဲ့အဲရူရောမှန်နေပြီတော့ဆိုတော့သူအနေနဲ့သွေးတော်တော်လေးပြန်ရောက်သွားနေမယ်တော့မဖတ်ပလက်ပါပေးရတာရဲဆွတ်ပါပဲလီနာရဲ့စလိုးဖက်ကြီးကိုကြည့်အောင်အီဗန်ကြီးပြည့်တယ်စလိုးဖက်ပေးထားရတယ်ပဲဒါဖတ်မလဲကိုနေပြီးအုပ်ထားပြန်ပြီး violent နဲ့ inter ချောင်းလေးပထအဆုံးသတ်ထားတယ်တော့ 2Z နဲ့ paladins တာပြီးဆိုပေမဲ့ first starter ယူဖို့ကနေအောင်ဘာလုပ်တာတော့ငါလဲတာမင်းနေအောင်လို့ဘလက်စကားပြောရမှာတဲပါတိုင်ပန်မလားမသိခုလည်းမိဝါပြန်ပြီးလီနာအုပ်ခံလိုက်တာစနီနာအဲရိုတွေကိုဒီစကားကြတော့မင်း Wyvern နဲ့နည်းနည်းပွက်ထပ်ပေးထားတာချောင်းတစ်တော့ကွက်နဲ့ကန်လာဆိုနာတာ Resody Blaze ကောင်းနေရောတယ်ကြာကတော့ရချင်းကန်တာပေါ့နော်ဒီလို level 4 The Way of Dragon Index ရဲ့ချောင်းကြီးကွန်းတို့ The Way of Dragon နောက်မှလည်းကယ်ထားတယ် Sandstone နဲ့အော် Yuri မှာမိသွားတာ Yuri က Blaze နဲ့ပြေးဝင်လာတာဆိုတော့အဲ့မှာတော့အခြေအနေကပိုဆိုးသွားနေတယ်တော့ Yuri Index ကတော့မတည်သွားဘူးเนาะဆိုတော့တည်သေးလားနောက်မှလည်းကျွန်တော်တို့ Rookie လေးတော့ပြန်ပေးလိုက်တယ် 141 Jungle နဲ့ပူရတာရှီဇူတစ်တော့ကွက်နဲ့ပါဝါပြန်ပြီးနောက်မှာ Arrow Blazer ဒီဈေးပဲတွေဝင်လာနေရှီဇူကိုတန်းဖြတ်ချထားတဲ့အပိုင်းမှာတော့ decision making မှန်သွားပြီလို့ပြောရမယ်ဆုံးဖြတ်ရောက်9ရောက်ဘယ်နဲ့တော့ final လို့ကြီးတော့ဝင်လာပြီးမောင်းထုတ်တိုင်းတယ်နောက်ဆုံးမှာတော့ Tate ကိုရစီယူ Yuri Beauty Power နဲ့ Index လေးတော့ keep ပြန်ပေးလိုက်တယ်ဆိုပေမဲ့ဟိုဘက်မှာလည်း Yan Ace လေးတော့ပြန်ရမယ်အပိုင်းတော့ရှိတယ်142 trade အဲ့ဒီထားမျိုးမှာရလိုက်မလားဖန်တော်လေးရတယ် finally Yan Ace final blow နဲ့ပြေးသွားပြီဗျာလွတ်မြောက်သွားတယ်တကယ်ကောင်းတဲ့ကျွန်တော်တို့ final blow လောနေတော့ Sandstone Yuri တကောင်လောဘတ်တေးဆရာသမားတန်းပြတ်တာ Sky Media fan နဲ့Ivan G အဲ့ဒါပဲကိုနေပြီးက violent တန်းဝင်လာတဲ့နေတာတခုကမာနိုင်ပါဦးမလား Harry Zamafu တွေကြောင့်တန်းဖြတ်ချထားတယ် Ivan G goal light Sky Media fan ကတားများနေအချိန်မှာတော့သွေးတစ်ဝက်ရော်သွားပြီနောက်ထပ်ကတော့ကိုနေပြီးအောက်တာလဲဝိုင်းတော့ violent တန်းလေးတော့သုံးခဲ့သေးတယ် Harry Zamafu နဲ့ထပ်ဖြဲနေတာမှာ final blow ချောင်းတော့ Way of Dragon ကြောင့်မှာ rookie ပါသွားနေတယ်မဲက3နဲ့ရခဲ့အော်ဒီမှာရွေးနေတကောင်လေးယောက်ကြားညက်တက်ခံလို့ဟိုဘက်မှာလည်း rookie နဲ့ immortal ကြပြန်ထားမှာတော့ quiz set ကောက်တော့ healer နဲ့ flicker လေးပဲခုံပြီးတော့ပြေးဝိုင်းနေတာတခုမှာတော့ survive ဖြစ်ဝိုင်းနေပဲသူတို့လိုချင်တဲ့မဲက3နဲ့ဒီလူချင်းရတော့နော် respect ကန်ဝါလေးကလှတယ်ဗျာဒါပေမဲ့ N9 4N9 final blow နဲ့တော့ပြေးဖို့ကြ N9 4N9 ကိုလည်း immortal ဝယ် sandstone တွေပါတယ်ပေး index ရအောင်မလားဟိုဘက်မှာလည်းရွေးနဲ့ပြေးဝင်လာတယ်မှာကိုနေပြအုပ်တာလွဲဝိုင်းမှာတော့ရှီဇူးတကောင်ဆိုနာတာနဲ့တော့ killing speed စတစ်ပြစ်ချသွားနေပဲ3ယောက်တည်းနဲ့တော့ထပ်တက်ဖို့လွယ်တော့နေတာတခုကတော့ပါလာနေအကုန်ပြန်ပြေးရပါဦးမယ်ဒီလိုဟုတ်တယ်နော်ကျွန်တော် defense ကတော့ရှုပ်လို့မရအောင်ဒီတိုင်းနဲ့ချောင်းကိုစီးဖြောက်လာပြီး Sandstone နဲ့ချောင်းကြီးကွန်းတို့ The Way of Dragon ကန်တာ Purify နဲ့ Evan G ပြန်တော့ပြစ်ချနေပေမဲ့လည်း Index Flicker ခုံရတယ်ဘနက်တလိုက်ဖြတ်နေနေတာတခုမှ Immortal Index ကြာဝိုင်းတော့လော်လေ Retreat Yuri ဟုတ်တယ်တော့လူပေးသွားတယ် Index ကေးပြန်ပေးလိုက်တယ်လို့ Yuri မှာထပ်တည်သွားတာတော့ရလိုက်တယ်ပဲ Hero King 3កောင်လောက်ဒီပေးလိုက်မယ်ဆိုတော့တန်းမှာအံ့ခံမယ်အော်ဆက်လက်မှာရှော့သွားတော့တိုးနဲ့4កောင် Jack နဲ့တူပဲအော်တပွဲလုံးမှာတစ်ချိန်ကြောက်တော့ယူပေးခဲ့ပြင်မဲ့လဲ Hero King အနေနဲ့တော့4ယောက်လောက်ဒီသေဆုံးသွားတဲ့ J တိုင်းတစ်ဖက်မှာ item တွေဆွတ်ပြနေတယ်ဗျာ Yan Ace Trend နဲ့တော့ဖြတ်ခံလိုက်တယ် Cherry Beauty ဝင်လာတဲ့ Creeway လေးတွေတော့ကောင်းဆုံးရှင်တန်းဖို့လောက်အောင်မယ် Gunibia ထအုပ်တဲ့နေတာတခုမှလီနာမှာမိသွားတယ်9កောင်လို့တင်း White Out နဲ့တူပဲ Paladin Game number 1မှာတော့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်